တောပဲ9ရောင်ပါတဲ့မိသားစုလေးကတရားပြကြီးအောင်မှာမိုးခိုနေကြတယ်အဲ့ဒီချိန်မှာချွန်ထက်နေတဲ့ခြေသေးကြီးတစ်ခုပေါ်လာတယ်အဲ့ဒီခြေသေးကြီးကတလှမ်းချင်းနီးကပ်လာတယ်အဲ့ဒီနောက်အာဒီယာဟီရိုဒီယက်စ်ရဲ့ခေါင်းကြီးကထွက်လာတာပဲဘဲလေးတွေကကြောက်ပြီးတောင့်သွားပေမဲ့ဗျိုင်းကြီးကတရားအောက်မှာနေတာအန်ဒီယေရှိတယ်ဆိုပြီးပြူပြူငါငါနှုတ်ဆက်နေတယ်သူတို့ကအတင်းခေါ်သွားပြီးဘေးကင်းဖို့အတွက်သူ့အတိုက်ထဲမှာထားပေးတယ်ဘဲတွေရှေ့မှာပေါ်လာတာကစွန့်ပစ်ထားတဲ့အိမ်ကြီးတစ်လုံးမှာပဲသူတို့လည်းအတူတူစုပြီးတတိထားပြီးဝင်သွားကြတယ်အထဲရောက်တော့ဗျိုင်းကြီးကသူ့အဖော်နဲ့အကြာကြီးမိတ်ဆက်ပေးနေတာပေါ့ဘဲအဖေကကြောက်ကြောက်နဲ့ထွက်ပြေးဖို့လုပ်ပေမဲ့ဗျိုင်းကြီးကတကားကိုခြေထောက်နဲ့ပိတ်လိုက်တယ်မတော်ခင်အနည်းဆုံးတော့တစ်ခုခုစားသွားဖို့ပြောနေတာလေဘဲအမိလည်းမတတ်တာပဲအောင်ပြုံးပြုံးပြီးသဘောတူလိုက်ရတယ်ဘဲမိသားစုကထွက်ပြေးဖို့တိုးလေးတိုက်မိနေတော့ဗျိုင်းကြီးကမိဖို့ကြောင့်တုံဓာကြီးထုတ်လိုက်တော့ဘဲတွေလန့်သွားကြတာပေါ့ဗျိုင်းကြီးကသူ့ငငယ်တုန်းကပြပကိုခီးနှင်းခဲ့တဲ့အကြောင်းတွေကိုပြန်ပြောပြနေတာပါစကားပြောနေတော့ရင်ကောင်တစ်ကောင်ကနှောက်ရှက်လိုက်တော့ဗျိုင်းကြီးကဒေအိုးကြီးကိုချလိုက်တယ်ဘေးတွေလည်းရှင်ရှင်ကြီးကြီးနဲ့ဒေအိုးပေါ်မှာထိုင်ပြီးအတင်းပြုံးပြနေကြတယ်ဘေးအဖေကငါအယူစုကြီးကိုတွေ့သွားပြီးခမရဲ့အရင်ဧည့်သည်ကဒီမှာရှိနေတော့ဘဲနော်ဆိုပြီးနောက်လိုက်တယ်ဗျိုင်းကြီးကမိအိမ်ကိုပိတ်လိုက်ပေမဲ့ဘေးတွေရဲ့မျက်လုံးတွေကတော့မှောင်နေမှဝိုင်းဆက်နေတာပဲဗျိုင်းလေမရအီတာကိုကြည့်ပြီးညလေးစာအစားခံရမလားဆိုပြီးသူတို့တွေအယမ်းကြောက်နေကြတယ်ဘေးအဖေကထွက်ပြေးဖို့ပြင်လိုက်ပေမဲ့ဗျိုင်းကြီးရဲ့မျက်နှာနဲ့တိတ်တိတ်တိုးသွားတာပေါ့သူကသူ့မိသားစုကိုဖတ်ထားပြီးအတင်းရှင်းပြနေပေမဲ့ဗျိုင်းကြီးကတော့ညဘက်ကတားရည်တွေအမေးလုပ်တဲ့အချိန်လိုတိုးလေးပြောလိုက်တယ်။အီယာကထကြတော့ညဘက်ကတားရည်တွေအစားရှာတဲ့အချိန်လေးမြင်မြင်လောက်ကြမယ်။ဘေးလီကသူ့ညီမလေးနဲ့အတူအပေါက်လေးတွေကနေထွက်ပြေးဖို့စူးစမ်းပေမဲ့ညံ့နေတယ်။ဗျိုင်းကြီးကဘေးအဖေနဲ့အမေကိုခြေထောက်နဲ့ကန်ထုတ်လိုက်တယ်။ညံ့နေတဲ့သားသမီးတွေစီတွားဖို့စူးစမ်းနေတော့မှဗျိုင်းမကြီးကဘေးလေးတွေကိုဖမ်းလိုက်တာပေါ့။ဗျိုင်းကြီးကလည်းငင်းငင်းနေစမ်းဆိုပြီးဟိမ့်လိုက်တယ်။အဲ့ဒီအချိန်မှာပဲ Big Mouth Beast ငါးကြီးတစ်ကောင်ကဗျိုင်းကြီးကိုငုံလိုက်တာပဲဒါပေမဲ့ဗျိုင်းကြီးကငါးကြီးကိုပြန်ကိုက်လိုက်ပြီးဘီးလေးတွေကိုအချိန်မီကင်နိုင်လိုက်တယ်အဲ့တော့မှဘေးအဖေကပဲ Big Mouth Beast ငါးကြီးတစ်ကောင်ကဗျိုင်းကြီးကိုငုံလိုက်တာပဲဒါပေမဲ့ဗျိုင်းကြီးကငါးကြီးကိုပြန်ကိုက်လိုက်ပြီးဘီးလေးတွေကိုအချိန်မီကင်နိုင်လိုက်တယ်အဲ့တော့မှဘေးအဖေကသဘောပေါက်သွားတယ်ဗျိုင်းကြီးကသူတို့ကိုတစ်ချိန်လုံးကခွေပေးနေတာပါလားဆိုပြီးတော့ပေါ့ဗျိုင်းကြီးကငါးကြီးကိုမြှောက်ပြပြီးမနှက်စာအစင်သိမ့်ဖြစ်ပြီးလို့ပြောလိုက်တယ်ကြောက်နေတဲ့ဘီးလေးတွေကဆောင်းအောက်မှာပုံနေကြပြီမေဘေးအဖေကတော့ဒီခီးကိုခေါ်လာမိတာကိုညလုံးနောက်ထားရပြီးမအိမ်မပြောတော့ပဲဖြစ်နေရောပြီ